Dream World ကိုမြင်ရဖူးသေးတဲ့သူတွေဒီဗီဒီယိုမှာကိုယ်တိုင်ရောက်သွားသလိုခံစားရအောင်ကို9မိနစ်ကျော်လေးနဲ့အကုန်ထည့်ပေးထားပါတယ်ရှင်။ဒါကတော့ဆက်စဝင်ချင်းပေါ့နော်။ဒါကတော့ Dream World ရဲ့ signature ပါ။ Dream World ကဘန်ကောက်ထဲမှာရှိရတော့မဟုတ်ပါဘူး။ဒါပေမဲ့နီးပါတယ်ပထုံဌာနီထဲမှာရှိရပါ။မနက်10:00နာရီကနေစဖွင့်ပါတယ်အဲ့တော့ဘန်ကောက်ကနေသွားမယ်ဆိုရင်မနက်9:00နာရီလောက်ထဲကထပြီးတော့ပြင်ဆင်ပြီးသွားတာပို့စင်ပြပါလိမ့်မယ်အဲ့ဒါမှနှံ့မှာပေါ့နော်ပြီးတော့ Super Visa ကိုဝယ်ပါ Dream World ရဲ့ ticket ပေါ့နော်အဲ့ဒါကပို့တန်ပါတယ်အကုန်စီးလို့ရပါတယ် all right ပါပြီးသားပါ buffet ပါတဲ့ဟာကိုဝယ်ပေါ့နော်Alo, Twitter.com, Agoda တို့လိုမျိုး online ကနေလည်းဝယ်လို့ရပါတယ်ဒါမှမဟုတ် agent တွေလည်းရှိပါတယ်ကိုယ့်ဟာကိုယ်ဈေးသက်သာရဲ့စီမှာဝယ်ပေါ့နော် walk-in ဝယ်ရင်တော့ပို့ပြီးဈေးကြီးမယ်နော်ဒီ cable ကားစီးရနေတန်နေပြီလို့ပြောလို့ရတယ် Sky Coaster ကတော့ကိုယ့်ရဲ့ခြေထောက်တွေလေထဲမှာတွဲလောင်းဖြစ်နေတာပါ feeling ကတော့အရန်ကို fine ပါပါဒါကတော့အစားအသောက်တန်းမှာViking ကတော်တော်ကြောက်ဖို့ကောင်းတယ်ဘာလို့လဲဆိုတော့မတက်ရက်တဲ့အထီကိုဖြစ်သွားတယ်ဖင်နဲ့ထိုင်ကုန်နဲ့မကတ်တော့တဲ့အထီကိုကျန်းတာကွာနာမည်ကြီးတဲ့ Haunted Mansion Honey House ပါအရန်ကြောက်ဖို့ကောင်းပါတယ်ဒါကတော့ Bangkok ပါဒီ Dream World ကဒီဘန်ကောက်စရောက်ချင်းတွေကမကြောက်လာလေတာဆိုတော့လေအဲ့တော့နည်းနည်းလေးအလေးတဲလေးဝါနေရပါတော့သူများရဲ့မပလိန်နဲ့ကိုယ့်ကိုပလိန်နဲ့အတွက် easy ပါဒါကတော့ဤအတွက်ဒုတိယကြောက်စရာအကောင်းဆုံးပဲတုံနေလို့ခေါ်တယ်သူက360ထိကိုစောက်ထိုးထိလေတာကွာအန်အောင်အင်ဂျင်နဲ့ဒါပေမဲ့လည်းမန်ခဲ့ပါဘူးအကုန်စီးခဲ့တယ်ကွာပြောဖို့လည်းကောင်းပါတယ်ဖက်နှက်တွေပါဆိုချစ်ထားရတယ်ဖက်နှက်တွေပါချစ်ကြပါဆိုပါနေရအောင်ပဲကြည်လိုက်ဒါကတော့ဝမ်းနည်းစရာလေးပါကိုကတ်ကိုပေါ့နော်ကိုမမောင်းလိုက်ရဘူးဘာလို့လဲဆိုတော့အရက်ကသူတို့သတ်မှတ်ထားတဲ့အရက်ကိုမပြည့်ဘူးတဲ့ရှင်အဲကြောင့်ကိုမမောင်းလိုက်ရပါဘူးထိုင်ပြီးတော့သူများမောင်းတာကိုပဲဗီဒီယိုရိုက်ပြီးလိုက်ရပါတယ်ရှင်ဝမ်းနည်းစရာကြီးနော်Grand တင်ကိုစီးဖို့ဆောင်နေရပါအဲ့လိုမိုးကလေးဝကားရတယ်နော်သူကရေဆိုမှာဆိုတော့ဒီရမ်းပြောဖို့ကောင်းပါတယ်ဒါကတော့အင်းနေနဲ့အပြော်ဆုံးလို့ဘာလို့လဲဆိုတော့ DJ လည်းဖွင့်နေတယ် host လည်းရှိတယ်အရမ်းပြောဖို့ကောင်း so fun ဒါကတော့ Dream World ရဲ့လူကြိုက်အများဆုံး Snow Town နော်အရင်အေးပါရဲ့အထက်မှာပြောဖို့လည်းကောင်းပါတယ်ဒါပြောဖို့ကောင်းတယ်ကွာ Super Visa ဝယ်ထားလို့ရှိရင်ဒီရဲကိုလည်းဝင်လို့ရပါတယ်ထပ်ပြီးတော့ပြီးကြလို့ရအောင်ပါနော်ဒါကတော့ပြောဖို့ကောင်းတယ်မလို့တော့ပြောလို့ရတယ်ဘာလို့လဲဆိုတော့အဲ့ဘာနေရှော့ပြီးတော့အဲ့လိုလေးဆင်းရကွာအရန်မိုက်တယ်ကျမဒီရောက်တော့အလောက်ထီအောင်ဝါသွားပါအဲ့ stress တွေပြီးပြီးတော့နော်အမေကိုလမ်းလို့လည်းပါတာပေါ့လေဒါကတော့တိုက်ကားခေါ်ဖန်ကားရှယ်တက်ကြော်ရတယ်ပြီးတော့ animal fan နဲ့ဝင်ခဲ့ပါပြီဒါကတော့အဲ့တော့ကိုနဲ့မျိုးတူလေးလို့ပြောလို့ရတယ် Lucky tôကျွေးမယ်တိုးလေးချစ်စရာလေးနော်ဒါပေမဲ့အဖြူကအရင်ညစ်ပတ်နေတယ်လို့ပဲအားကြောက်စရာအကောင်းဆုံးပါလူကိုစောက်ထိုးကြီးထားတာပါအားစောက်ထိုးရေး
ရထလုံးနဲ့ကမင်းသမီးလေးပေါ့နော်ဒါကခုနပြောတဲ့စောက်ထိုးအိမ်နဲ့ဝင်ခဲ့တာပါတော့အရာအလုံးစောက်ထိုးဖြစ်နေတာပေါ့နော်မျက်နှာချက်မှာဟိုကြမ်းမြက်မှာရှိတဲ့အရာတွေကမျက်နှာချက်မှာရှိနေရမျိုးကွာဒီလားချင်းချင်းလေးပဲအရင်ကြီးတော့မကြည့်ဘူးကွာမိုက်ပါတယ်ဒါမဲ့ကျင်းတယ်OD adventure လေးကြည့်ခဲ့တယ်ပေါ်တော်တော်နဲ့ဒါ giant house ပါအရင်နာမည်ကြီးရပါတော့တွင်ဝေါ်မှာတော့ဟိုလူအကြီးအိမ်နေရကွာတည်တာအရာအလုံးကအကြီးကြီးတွေပဲကိုကလူလေးတွေကတိတိလေးဖြစ်သွားတယ်လို့မျိုးကွာအမှကလထိုင်းဆိုလည်းအကြီးပဲကွာသူဝစ်စားတွေဆိုလည်းအကြီးပဲကွာအကုန်လုံးအကြီးပဲကွာတည်တာဒီမှာကလေးတော်ပျော်ကြရကွာကလေးမဟုတ်တငယ်မဟုတ်ကိုလည်းပျော်ခဲ့တာပေါ့နော်ဒါဘိုင်စကယ်ဘောစီးနေတာပါညနေခင်းလေးမှာစီးရအရင်ရိုမန်တစ်ဆန်တယ်လို့ခံစားရတယ်ကွာရေလေးနဲ့အဲ့လိုမျိုးခံစားချက်က so fine ပဲသူကတော့ရိုးဆိုးဆိုးအသားမဲ့အကိုကြီးပါSpeedy Mouse လည်းစီးခဲ့တယ်ကားနှစ်စင်လေးရမ်းချဖို့ကောင်းတယ်နော်စီးကျင်တာမစီးခဲ့ရအောင်ဒါအပြန်မှာပေါ့နော်ဒါဘာမှတော့မဟုတ်ပါအဲ့တော့ကိုတိန်းထားခဲ့တဲ့မြေပုံစာအုပ်လေးပေါ့နော်တော့မနက်10:00နာရီဖွင့်တယ်နော်ဒီမှာသူနာမည်ကြီးကစားစရာလေးလည်းအဲ့လိုမျိုးလေးရှင်းပြထားတည်ကွာဒီစာအုပ်မှာပြီးတော့ဒီမှာမြေပုံပါတယ်ကွာသူ့ရဲ့ကစားစရာနာမည်လေးလည်းပါတယ်ကွာတည်လားစူပါပီဇာပဲဝယ်နော်ဘိုင်ဘိုင်